တော့မင်္ဂလာပါကျွန်တော်ခက်စင်လေးပါကျွန်တော်နေ့လေးလိုက်တင်ကောင်းအောင်လို့အနေနဲ့ဒီထိုးတဲ့ဘက်ကိုထားထားပါတော့မြေလုံးလေးကနည်းနည်းဟိုဖြစ်ဗီဒီယိုမြိုက်ဖြစ်တာကြာရပါတော့မနေ့ပြင်းနေရတယ်ပါတယ်ကျွန်တော်အခြေအနေစီမံမခွဲခက်တက်တာလည်းပါတယ်ပေါ့နော်လို့ပြန်လိုက်ရင်ပြင်းတာနဲ့အမျိုးပင်မနဲ့နားချရနဲ့ဆိုပြီးတော့ဗီဒီယိုလေးမ edit ဘူးပြီးတော့နားရရလည်းပဲဒီမှာနားနေတာနဲ့ဖောက်တော့တာရွှေချာနေတဲ့မျိုးမရိုက်ဖြစ်ဘူးပေါ့ဗျာတကယ်လို့ခြေသွားဝဲတာမျိုးလေးလောက်တယ်ဗျာတောက်ချနေဆိုရင်ဒါပေမဲ့ကျွန်တော်ဒီနေ့ကပြန်စမ်းကြည့်တော့တော့မဝယ်စရာမရှိဘူးဗျာကိုတို့ဒီ line ပေါ်ဒီဝယ်ထားဆိုတော့ဝယ်စရာမရှိဘူးဒီကဈေးပဲဝယ်ရမှာဆိုတော့ကျွန်တော်ဈေးသွားဝယ်မယ်ပြီးပြန်လာရင်နဲ့ခက်သက်ရှင်မှညာလုံးမယ်ပြီးဟင်းချင်မယ်ပြီးရင်ဗီဒီယို edit တိုင်းပဲလုပ်မှာပေါ့ဗျာနော်အဲ့လိုမျိုးအဲ့ဒါကိုကကျွန်တော်ဘာမှမစားသေးလို့ramen မှာထားတာပေါ့နော် ramen ရစားမယ်စားပြီးရေးချိုးမယ်ပြီးရစေးတော့မယ်အဲ့ဒါရေးပြောင်းဖြစ်ပါတယ်အခုရေးချိုးပြီးသွားပြီပေါ့နော်မနေ့ပြောရတော့ခုနဆက်ဆက်ဟိုဗီဒီယိုရိုက်တော့တော့ကျွန်တော်နေ့လေတနာရီလောက်ရှိပြီပေါ့နော်အခုကတော့3နာရီကျော်ကျော်ဖြစ်နေပြီပေါ့ဂျာတန်မှာကျွန်တော်လည်းစားရရဲ့ပြီးတော့ဟိုဗီဒီယိုဒီဗီဒီယိုလေး edit လေးပါဗီဒီယိုလေးကြည့်တာပေါ့နော်အခုကျွန်တော်စေးသားဝယ်ပါမယ်လိုက်ခဲ့ကြပါအခုကတော့ကားထဲရောက်ပြီပေါ့နော်နေကမျက်မှန်ကတော့မနေ့ပြောရင်ပါဝမပါဘူးဗျာအမျက်မှန်ဒါပေမဲ့ကျွန်တော်မြင်ရဗျာဒါပေမဲ့ကျွန်တော်နေအောင်ကခုဒီပိုင်းဆိုကျွန်တော်မြင်တော့တာနိုင်ဗျာအဲ့တော့နေကမျက်မှန်နေတက်ထားရပါပေါ့နော်မျိုးမဖြစ်မနေတပေါ်စံဖြစ်နေတာဗျာသိလားဈေးသွားမှုဝင်ခင်ကျွန်တော်ရေဆုံးစီရင်ဖြစ်မှာပေါ့နော်စီဖြစ်ပြီးတော့မှဈေးသွားမှာဖြစ်ပါတယ်စီဖြစ်ပြီးသွားပြီပေါ့နော်ကားစီကအရင်တော့ဖြစ်လို့ဈေးနည်းနည်းရော့လာတဲ့ချင်းနေရင်တော့တစ်ခါဖြစ်ရင်50ကျော်ကြာရဗျာအခုဖြစ်တာ40ကျော်ပဲကြာဆိုတော့မစိုးဘူးပေါ့နော်ဒီတော့ဖို့သွားပါမယ်ကျွန်တော်ခုဈေးတော့ဝယ်မယ်နေရာ Pacific Market လို့ခေါ်တယ်ပေါ့နော်ဒီ market ကတော့တော်တော်အဆင်ပြေတယ်ဗျာကျွန်တော် Asian အတွက်ဆိုရင်တော်တော်အဆင်ပြေတယ်ကျွန်တော်မြန်မာပြည်ဟာဆိုတော့ရရပေါ့နော်ကျွန်တော်ပတ်စံနဲ့တဲ့ဟာတွေတော့ဝယ်လို့ရရဗျာ Pacific Market ကကျွန်တော်ခုဘယ်လိုမှနေရာရောက်ပြီပေါ့နော် Pacific Market ပါအခုတော့ကျွန်တော်ဝယ်မဲ့နေရာရောက်ပြီပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော်မိုက်ဝယ်ရမယ်ထင်တယ်မိုက်တင်းနဲ့ပြောပြီးတော့အကြိုက်တဲ့ပို့ကြည့်မယ်ထင်တယ်ဈေးဝယ်လိုက်ပါဦးမယ်ဈေးဝယ်လာတာက60ကျော်ကြာပါတော့ဝယ်လိုက်ထင်မှာတော့တားကိုင်းမပါဘူးဗျာဘာငါးလည်းမပါဘူးစနက်မုတ်တွေများရပါတော့စနက်တွေများတယ်တားငါးမပါလို့စေနည်းနည်းဝယ်ပုံမှန်တစ်ခါဝယ်ကျွန်တော်နည်း100ကျော်ရဗျာဒီလားကို60ကျော်ပဲကြာဆိုတော့ဒီဟာကဝယ်တာမဟုတ်ဘူးဗျာနောက်ခုနဈေးဝယ်တော့သူတို့ဒီမှာဆိုရင်အထာရှိရဗျာ Asian Market တော်များမှာဆိုသူက30လောက်က30လောက်ဝယ်ပြီး30လောက်က site ပေးရတယ်30လောက်ဆို1000လားမျိုး40ဆိုရင်ဘယ်လိုလဲသူတို့ပေးတယ်ဗျာကျွန်တော်အခု60ကျော်ဝယ်တာဆိုကျွန်တော်ကူပေါ$6ဝယ်တာ6ကျပ်ရရပါတော့မျိုးဝယ်တာဖြစ်ပါတယ်ကျွန်တော်ညနေစာပေါ့နော်ဒါတော့ကျွန်တော်ဈေးဝယ်ရနေပြီးတော့ပြန်လာတဲ့ email နဲ့ပေါ့နော်အိမ်ပြန်ရောက်ပါပြီလုံးစရာစဉ်းစားနေရလုံးစရာစဉ်းစားလုပ်နေရပါတော့အဲ့ဆိုဒီ pro တော့အဲ့လောက်ပါပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ